ကိုက developer တယောက်အနေနဲ့ပေါ့လေဒီ little lemon စားတော့ဆိုင်လေးအတွက်website တစ်ခုရေးဆွဲပေးဖို့အလုပ်အခံရဆိုပါစို့အိမ်မှာ client တောင်းဆိုတဲ့အဓိကအချက်တွေထဲမှာတစ်ခုကဒီ website ကမတူညီတဲ့ device တွေနဲ့ sequence site တွေမှာအဆင်ပြေအောင်ပြသစေချင်တယ်ပေါ့လေသူသဖြင့် mobile မှာလည်းအဆင်ပြေရမယ်tablet မှာလည်းအဆင်ပြေရမယ် computer မှာလည်းဒီ website ကကြည့်ရအဆင်ပြေရမယ်ဆိုပြီးတောင်းဆိုရဆိုပါစို့အဲ့လိုမျိုးဆိုရင်ကျွန်တော်တို့ကဒီအဲ့လိုမျိုး device တစ်ခုချင်းစီအတွက်ပေါ့နော် website ကိုပြန်ပြီးတော့မှdesign ရေးဆွဲရမှာလားဆိုတော့မဟုတ်ပါဘူးเนาะကျွန်တော်တို့ဒီ device တစ်ခုချင်းစီအတွက် website ကိုdesign ဆွဲရမလိုပါဘူးဒီဗီဒီယိုမှာဒီ bootstrap css class ပေါ့နော်ဒီ inface class နဲ့ဒီ modifier တွေကိုမိတ်ဆက်ပေးသွားမှာဖြစ်ပြီးတော့မှအဲ့ဒါတွေနဲ့ကျွန်တော်တို့ဒီအခြေကိုတက်တာကိုဘယ်လိုလုပ်လို့ရတယ်ဆိုတော့လေ့လာသွားမှာဖြစ်ပါတယ်ကဲဆက်လိုက်ကြအောင်ဒီ bootstrap မှာဒီ bootstrap developer တွေကနေပြီးတော့ဗောလေuse case ပေါင်းထောင်သောင်းများစွာကိုအသုံးပြုပြီးတော့မှတိစောက်ထားတဲ့အလွန်ကြီးမားတဲ့ CSS library တခုရှိပါတယ်အဲ့ဒါကိုကျွန်တော်ကဒီအဲ့ library တွေက CSS တွေကိုပေါ့လေအဲ့ဒါတွေကိုကျွန်တော်တို့ကဒီ inface class တွေနဲ့ modifier တွေကနေတဆင့်ဘယ်လိုမျိုးသုံးလို့ရလဲဆိုတော့ပြောပြသွားမှာဖြစ်ပါတယ်developer တယောက်အနေနဲ့ကဒီ inface class တွေနဲ့ modifier တွေကိုနားလည်ထားဖို့အရေးကြီးပါတယ်အခုအဲ့ term တစ်ခုချင်းစီကိုလေ့လာမှာဖြစ်ပါတယ်bootstrap grid system မှာပေါ့လေဒီ responsive breakpoint တွေအတွက်ကျွန်တော်တို့က inface class တွေကိုအသုံးပြုပါတယ်breakpoint ဆိုတာကဒီကိုယ့်ရဲ့ layout ကပေါ့လေကိုယ့် website ရဲ့ layout က device ဒါမှမဟုတ် viewpoint site တွေအလိုက်ပေါ့လေလိုက်ပါပြောင်းလဲနိုင်ဖို့အတွက်အသုံးပြုလို့ရတဲ့ bootstrap ရဲ့ trigger တွေပေါ့မောင်းတဲ့ခလုတ်တွေလို့တင်ထားတာပေါ့အဲ့ဒါတော့သိပြီးသားဖြစ်မှာပါအဲ့တော့ကျွန်တော် bootstrap မှာရနိုင်တဲ့ဒီ responsive breakpoint တွေနဲ့ဘယ်လိုအသုံးပြုရလဲဆိုတာကိုပြောပြသွားပါမယ်တစ်ခုချင်းစီတိုင်းမှာကျွန်တော်တိကျနာမည်တစ်ခုစီရှိပါတယ်ပထမဆုံးဒီ extra small ပေါ့ extra small ကကြတော့ဒီ sequence ရဲ့ width ကိုမှ986 pixel အောက်ငယ်တဲ့ဟာတွေပေါ့အဲ့ဒါတွေကိုကျွန်တော်က extra small လို့သတ်မှတ်တယ်နောက်ပြီးတော့ small ကကြတော့သူကဒီ986 pixel နဲ့အထက်နော် sequence တွေအတွက်ဖြစ်ပါတယ်bootstrap css rule တွေမှာအဲ့ဒါကို sm ဆိုပြီးတော့မှအတူကောက်ခေါ်ပါတယ်နောက်တစ်ခုကတော့ median ပေါ့ median ကတော့သူကဒီ968 pixel အထက်မှာရှိတဲ့ sequence တွေအတွက်ဖြစ်ပါတယ်bootstrap မှာအဲ့ဒါကို empty လို့အတူကောက်ခေါ်ပါတယ်နောက် lash ပေါ့နော် lash ကတော့သူက992 pixel အထက် sequence အတွက်ဖြစ်ပါတယ်ဒီ bootstrap css rule မှာအဲ့ဒါကို lng ဆိုပြီးအတူကောက်ခေါ်ပါတယ်နောက်တစ်ခုက extra lash ပေါ့ extra lash ကတော့1200 pixel အကျယ်ရှိတဲ့ sequence တွေအတွက်ဖြစ်ပါတယ် bootstrap css rule တွေမှာအဲ့ဒါကို hn ဆိုပြီးတော့မှအတူကောက်ခေါ်ပါတယ်နောက်ဒီ extra lash ပေါ့နော် extra lash ပေါ့ extra lash ကတော့သူက1400 pixel အကျယ်အထက်မှာရှိတဲ့ sequence တွေအတွက်ဖြစ်ပါတယ်ဒီ bootstrap css rule တွေမှာအဲ့ဒါကို hhn ဆိုပြီးတူကောက်ခေါ်ပါတယ်ဒီမှာကျွန်တော်တို့ဒီ extra small အတွက်က inface class ပေါ့နော် inface class ဒါမှမဟုတ် dimension မရှိတာကိုသတိထားမိလိမ့်မယ်ထင်ပါတယ်ဘာကြောင့်လဲဆိုတော့ bootstrap css rule မှာသူက extra small က default breakpoint ဖြစ်လို့ပါသူကဒီ bootstrap မှာကသူက mobile first ဖြစ်တာကြောင့်မလို့သူက grid system မှာgrid system မှာပေါ့နော်သူရဲ့ css rule တွေမှာသူကဒီ breakpoint တွေရဲ့အတူကောက်တွေကို inface class အနေနဲ့အသုံးပြုပါတယ်အဲ့ဒါအခြေခံအားဖြင့်ကျွန်တော်တို့က css class နေတဲ့ကိုပေါ့နော်ကိုသုံးရင်လည်း css class နေတဲ့ကိုအဲ့ inface class ရဲ့အတူကောက်ကိုထည့်သွင်းပြီးရေးရမယ်လို့ဆိုလိုပါတယ်ဘယ်လိုသုံးရမလဲဆိုတာပြင်ပြပြပါမယ်bootstrap component တွေကကိုယ့်ရဲ့ web application မှာပေါ့နော်ပြန်ပြီးတော့မှအခြေခါပြန်သုံးလို့ရတဲ့ဒီ UI style တွေနဲ့ element တွေကိုသူကပံ့ပိုးပေးပါတယ်
အခုဒီမှာelement alert element ကိုအသုံးပြုထားတဲ့ဥပမာတစ်ခုကနေပြီးတော့မှ modifier တွေကိုဘယ်လိုသုံးရမလဲဆိုတာလေ့လာကြည့်အောင်ပါကျွန်တော်ရဲ့ element မှာဒီမှာ alert primary css class ကိုသတ်မှတ်ထားတဲ့ html file တစ်ခုရှိပါတယ်alert primary က Bootstrap ရဲ့ primary color ဖြစ်တဲ့အပြာရောင်သုံးပြီးတော့မှ alert ကိုပြပါတယ်ဒီ class မှာclass မှာပေါ့နော် dash primary ဆိုတာမျိုးအဲ့အပိုင်းလေးက modifier ဖြစ်ပါတယ်ဥပမာအဖြစ်ကျွန်တော်တို့ကerror message တစ်ခုအတွက်ကျွန်တော်အနီရောင်ပြောင်းခြင်းနဲ့ဆိုရင် data modifier ကိုကျွန်တော်သုံးလို့ရပါတယ်Bootstrap မှာရနိုင်တဲ့သုံးလို့ရတဲ့ဒီ modifier စင်းကိုဖော်ပြလိုက်ပါတယ် primary secondary set info one data light text စသည်ဖြစ်ပေါ့လေကျွန်တော် alert တွေကိုဒီ one error ဒါမှမဟုတ် confirmation စာသားတွေလိုမျိုးပေါ့နော်ဒီသုံးစွဲသူတွေရဲ့ချက်ချင်းအာရုံစိုက်မှုကိုလိုအပ်တဲ့အချိန်မှာဒီ alert တွေကိုကျွန်တော်ကအသုံးပြုပါတယ်Bootstrap မှာပေါ့လေဒီသူချိုတင်သတ်မှတ်ထားတဲ့ဒီ alert message တွေကိုသူကဖန်တီးလို့ရတယ်ပြီးရင်သူ့မှာမတူညီတဲ့ alert အမျိုးအစားတွေလည်းအများကြီးပါပါတယ်ဒီ alert တွေကြားကွာခြားချက်ကတော့ဒီ predefine လုပ်ထားတဲ့ alert message တွေကိုပေါ့လေပြဖို့အတွက်အသုံးပြုတဲ့အရာကိုဖြစ်ပါတယ်ဥပမာသူကဒီ primary alert ဆိုရင်သူက Bootstrap ရဲ့ primary color ဖြစ်တဲ့အပြာရောင်အသုံးပြုပြမယ်data alert ဆိုရင်ကျွန်တော် alert ကိုအနီရောင်နဲ့ပြမယ်ပေါ့အဲ့တော့အခုကုန်းမှာအဲ့ဒါဘယ်လိုလုပ်လို့လဲဆိုတာကျွန်တော်ကြည့်လိုက်ရအောင်ဒီ HTML file မှာကျွန်တော်က div element တစ်ခုမှာ6colon css class ကိုသုံးထားပါတယ်ဒီဥပမာမှာကျွန်တော်ကဒီ let screen တွေအတွက်ပေါ့နော်အဲ့ rule ပြောင်းခြင်းတယ်ပေါ့ဆိုတော့အဲ့လိုလုပ်ဖို့အတွက်ဒီ con css class တွေကို ng ကို infix လုပ်ပြီးတော့မှ con ng6 ဆိုပြီးထည့်လိုက်ပါတယ်ဥပမာကျွန်တော်က alert component တစ်ခုကိုထည့်တယ်အဲ့ alert component ဒီ alert component ရဲ့ alert css class တောင်မှာဒီ contextual class ဖြစ်တယ်ပေါ့နော် alert primary ကိုထည့်လိုက်တယ်အခု alert ရဲ့ function ကိုသတ်မှတ်ပါမယ်အဲ့လိုလုပ်ဖို့အတွက် contextual class ဖြစ်တဲ့ alert primary ရဲ့နောက်မှာ row css class ကိုထည့်ပြီးတော့မှ alert ဆိုပြီးတော့ရိုက်ထည့်လိုက်ပါတယ်အဲ့နောက် line မှာalert မှာပြသမယ့်နာမည်ကိုရိုက်ထည့်ပါတယ်ဒီ message ပေါ့နော် class ရဲ့ primary အပိုင်းက modifier ဖြစ်ပါတယ်ဥပမာကိုယ် error message အတွက်အရာကိုအနီရောင်ပြောင်းခြင်း data modifier ကိုအသုံးပြုပါမယ်ဒါဆိုရင်ကျွန်တော် CSS infix class နဲ့ modifier အကြောင်းကိုဘယ်လိုသုံးအောင်လဲဆိုတာသိသွားပါပြီကိုယ့်ရဲ့အခြေကိုသက်တာကိုဘယ်လိုလုပ်အောင်လဲဆိုတာသိပြီလို့ထင်ပါတယ်နော်